အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်တို့93လုံးလျှက်စစ်ပစ္စည်းရောင်းဝယ်မှာအားလုံးကိုကြိုဆိုပါရဗျကျွန်တော်တို့ဆိုင်လေးစာလေးကတော့ရန်ကုန်တောင်တကုံ54ရပ်ကွက်စီယာမြန်လမ်းမှာပါဗျာနော်ကျွန်တော်လျှက်စစ်ပစ္စည်းကိုတောင်ရှင်းလေးတွေရောင်းပေးခြင်းလို့ပါဗျာနော်ကျွန်တော်ရှိမှတော့ပစ္စည်းစုံမယ်ဗျာကျွန်တော်အတီးကျိတ်တဲ့ဆက်တွေစပင်ဖြောင်းတဲ့ဆက်တွေကောက်တဲ့ဆက်တွေပြီးတော့ဘယ်လိုပြောမလဲအလှပြင်တဲ့ပစ္စည်းတွေပါနော်ကျွန်တော်အဲ့လိုမျိုးလျှက်စစ်ပစ္စည်းအစုံရမယ်ဗျာဖုံးဆုပ်ဆက်တို့ကျန်းတိုက်ဆက်တို့ကျွန်တော်တို့ကားမှာသုံးတဲ့ပစ္စည်းလေးတွေအစားအကုန်လုံးရမယ်ဗျာနော်ကျွန်တော်လျှက်စစ်ပစ္စည်းကိုအောင်ရှင်းလေးတွေရောင်းပေးခြင်းလို့ပါဗျအားလုံးပဲမင်္ဂလာပါဗျနော်ကျွန်တော်ပထမဦးဆုံးဒီကောင်လေးကိုပြပေးခြင်းပါတယ်ဗျနော်ဒီကောင်လေးဆိုကျွန်တော်စပင်းဖြောင်းတဲ့ဆက်ကလေးပါဗျနော်ဒီလိုဘူးပါခင်အစုံပေါ့နော်ဘူးပါခင်အပြည့်အစုံဒီလိုကတ်တလောက်ခါညာအစုံနဲ့လာမယ်ဗျနော်ဒီကောင်လေးကတော့ပစ္စည်းမကောင်းရင်ပြန်ပို့ပါဗျနော်ကျွန်တော်ရန်ကုန်မြို့တွင်းဆိုကျွန်တော်အေးအောင်ငွေချပို့ဝေးပါတယ်ဗျတခါနယ်ဝေးဆိုရင်တော့ကျွန်တော်ညီစက်ရကားခဲ့အေးအောင်ငွေချိုလက်စနစ်လေးနဲ့ပို့ဝေးပါတယ်ဗျနော်ပစ္စည်းမကောင်းရင်ပြန်ပို့ပေးပါကျွန်တော်တို့ငွေပြန်အမ်းပေးပါတယ်ဗျโอเคပါဗျအားလုံးမင်္ဂလာပါအခုကျွန်တော်ပထမဦးဆုံးပြောင်းပေးမယ့်ကောင်လေးတော့ဒီကောင်လေးပေါ့နော်ကျွန်တော်စပင်းဖြောင်းတဲ့ဆက်လေးဒီလိုဘူးပါခင်အစုံသူပါခင်အတိုင်းလေးလာမယ်ဗျနော်ဒီကောင်လေးဆို AC direct 3လေးဗျနော်ကျွန်တော်တို့ AC direct 3ကိုမှဒီကောင်က300ဖို့ဆိုတော့မီးရတိတ်မစားဘူးမီးရတိတ်မစားတဲ့မှာပါတယ်ဗျနော်ဒီကောင်လေးဆိုရင် AC direct 3လေးကိုဒီကောင်ကသုံးဝရမာကြီးတော့တည်ရဗျာနော်ကျွန်တော်တိတ်နာမလဲသုံးဝရမာကြီးတော့တည်ရကျွန်တော်ဒီကောင်လေးဆိုရင်ပါဒီလိုအဖွင့်ပိတ်နေနဲ့တို့လာမယ်ဗျာနော်ဒီမှာနောက်မှာပထမခလို့အဖွင့်ပိတ်နေနဲ့လာမယ်ဗျဒီလိုလေးပဲနော်ဒီလိုလေးလာမယ်လုံးဝတန့်နေဗျာနော်လုံးဝအတန့်အတိုင်းပဲဘူးပါခင်အစုံပစ္စည်းအတန့်ဗျာနော်ဒီကောင်လေးကိုကျွန်တော်တဝက်ဈေးလောက်နဲ့ရောင်းချပေးမှာပါဗျာနော်ကျွန်တော်ဒီဘက်မှာဆိုရင်ဒီမှာဒီကောင်လေးဆိုရင်တော့ပါဝါခလို့လေးပါမယ်ကျွန်တော်တို့အနေအမြင့်ပါနော်ဒီကောင်ဆိုရင်120ရနေပြီးတော့200 centigrade ကိုပါတယ်ဗျာနော်200 degree ကိုတော်တော်သုံးလို့ရမယ်ဗျာဒီကောင်ဆိုတော်တော်လေးကိုမိုက်ရထဲမှာပါတယ်ဗျာနော်တော်တော်အသုံးခံမယ်ဒီကောင်လေးဆိုရင်ဒီကောင်ကတော့မီယာပြောမှဆိုမီယာအနေအမြင့်ပေါ့မီယာအနေအမြင့်ကိုဒီကောင်လေးကနေတွားလို့ရတယ်ဗျာနော်ဒီကောင်လေးကကျတော့အပေါ်မှာတော့ digital mili နဲ့ပြပေးမယ်ဗျာနော်ဒီမုတ်တွေကိုတော့ digital mili နဲ့ပြပေးမယ်ဒီမှာ power ခလုတ်ပါမယ်ဒီဘက်ကကောင်လေးကိုကျတော့ဒီဘက်မှာအဖွင့်အပိတ်ခလုတ်လေးတစ်ခုလည်းပါအောင်မယ်ဗျာနော်ဒီကောင်လေးဆိုဒီမှာလက်အိတ်တွေပါပါမယ်ဗျာနော်ဒီမှာလက်အိတ်ပါမယ်ဒီကောင်လေးပါမယ်သူကတ်တလောက်ပါမယ်ဘူးပစ္စည်းအစုံကိုမှဒီကောင်လေးကျွန်တော်တို့ရောင်းပေးမဲ့ဈေးလေးတော့9000ကျပ်ပါဗျာနော်9000ကျပ်ထင်တယ်ယူပါဗျာဒီကောင်လေးဆိုရင်တော့ကျွန်တော်ရန်ကုန်မြို့တွင်းဆိုရင်အိမ်တိုင်းရာရောက်ပေါ့နော်အိမ်ရောက်ငွေချေစနစ်နဲ့ပို့ဝေးပါတယ်ဗျာတခြားနယ်ဝဲဆိုရင်တော့နီးတဲ့ကားကိတ်ရောက်ကိုကျွန်တော်တို့ပို့ဝေးပါတယ်ဗျာပစ္စည်းကောင်းမှယူပါဗျာနော်ပစ္စည်းမကောင်းကဲအိမ်ရောက်လာလို့ပစ္စည်းမကောင်းဆိုရင်ကျွန်တော်တို့ငွေပြန်အမ်းပေးပါမယ်ဗျာနော်ကျွန်တော်တို့အာမခံမှုအပြည့်အဝရှိပါတယ်ဗျာကျွန်တော်တို့ဆိုင်ကြီးကတော့ဟုတ်ကဲ့ပထမဆုံးကျွန်တော်ပြပေးမှာတော့ဒီကောင်လေးပါနော်ဒီကောင်လေးပါဗျဒီကောင်လေးကြာရင်တော့9000နဲ့ယူပါဗျာနော်ဒီလိုဘူးပစ္စည်းအစုံနဲ့ဒီကောင်ကတ်တလောက်လက်အိတ်ပါကြအကုန်လုံးဝအစုံရနော်ပစ္စည်းလေးလည်းတန့်မယ်ဈေးလေးလည်းမှန်မယ်ဗျာနော်ဒီကောင်လေးဆိုရင်ဟုတ်အားလုံးပဲမင်္ဂလာပါဗျာနော်ရှိသေးတယ်ဗျာနော်ကျွန်တော်ဒီမှာအများကြီးရှိသေးတယ်ကျွန်တော်ဒါ view နဲ့တိုင်း live လွှင့်ဖို့လည်းအစီအစဉ်ရှိရဗျာကျွန်တော်ထဲမှာဆိုတခြားကောင်လေးတွေလည်းရှိအောင်ပဲဒီလိုမျိုးကောင်လေးတွေပြီးအနှိမ့်ဆက်လေးတွေပါအဲ့လိုဟာလေးတွေလည်းပါတယ်ဗျဒီလိုအနှိမ့်ဆက်လေးတွေပါနော်ဒီလိုအနှိမ့်ဆက်လေးတွေလည်းပါမယ်ဆိုတော့ကိုလောင်ရှင်းဈေးလေးနဲ့ရောင်းချပေးမှာပါဗျာနော်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျအားပေးကြပါဦး